ဒီနေ့ကတော့တတရေး vlog လေးပဲဖြစ်ပါတယ်ဒီနေ့ကတော့ညနေခင်းမှာဖြစ်ပါတယ်ကျွန်တော်တို့လည်းမနက်တော့ဆော်ရထားတယ်ဒီဆုံးကတ်တဲ့ပြောတဲ့နဲ့ဝအချင်းပူတီသွားလို့ပါအချင်းပူကနိုင်ပဲမပြန်လာဘူးအိတ်လိုက်တာတနာရီပဲအိတ်သွားပါရှင်နိုင်ပဲကနေပြန်လာရင်3နာရီရောက်တယ်ပြီးတော့4နာရီမှထားဆိုတနာဘာဘူး2နာရီပဲပြန်လာတက်လိုက်တာဆိုတော့တနာရီပဲရောက်သွားပါတယ်ကိုလောက်ပါတယ်အဲ့ဒီဘုရားတင်နေပြောချင်တယ်ကျွန်မကတည်းကတော့ဒီရှုပ်ကွာညာပဲပေါ့နော်ကျွန်မတို့ကျွန်မဟိုဘက်ပကပေါ့နော်ဟိုဘက်ကကျွန်မရောက်ပါဒီမတက်ယူလေးဖြစ်ပါရဲ့အဲ့ဒါရပြောဖို့ချိန်မရှိတော့ကျွန်မကန်ကားဖွင့်ပြီးတော့ပဲအလုပ်လုပ်စားဘက်ကလေးစားနာဆိုတော့အမပါရှိလို့တချောင်းမဖြစ်ပါရဲ့ဒါတော့ကျွန်မတို့ရှိရအထာက35ချောင်းဖြစ်ပါရဲ့ကျွန်မတို့မနီယာလေးလို့မရကျွန်မတို့မန်ထလီမနီယာပါရှင်ဆိုပြောကျွန်မလီကတန်းစင်လာပါရှင်ကျွန်မတို့အိမ်နဲ့တက်ပါငါလေးလောက်တော့ငါလေးမလောက်ခရလေးတက်နေပါပြီးတော့ကျွန်မတို့ကဖြစ်တာဆိုကျွန်မတို့အဲ့လေးတောက်စာကိုကျွန်မတို့အငားထားပြီးတော့ဒီကျွန်မတို့ဒီပါကျွန်မတို့အဖို့ဆုံးတော့အိမ်ပိုင်းပါပဲအခုလေးနိုင်ဆက်ထိုးရပါလေးနိုင်တွေ့ငါးကြီးမှာကျွန်မထားတာဆိုကျွန်မတန်းလာပြီနော်အမေကဘာရှိတယ်လဲဘာမှမပြောနေတယ်အမမနဲ့ကိုတခုအမကဒီမမတခုနောက်ဖေးကိုရောက်လို့လာရေပေါ့နော်အဲ့လက်နဲ့ချောင်းမှာကျွန်မအားရမ်းထောင်နေရပါစားကြပြီးကိုကောက်တုံးကိုသူများမပြောင်းကြောင်းကိုဝစ်ပြလိုက်ပါအဲ့ဒါတရဲ့ကျင်းစားနော်ကိုကောက်တုံးကိုယူပြီးတော့ကျွန်မကအုတ်တုံးလုံးလိုက်ပါမယ်အုတ်တုံးလုံးဆိုရင်ကျုံပြရဖြစ်ပါခဲနခုရပြီးဆိုကျွန်မကလေးနေရှိမယ်ပေါ့နော်ကျွန်မဒီနေ့ဒီ vlog မှာ face နဲ့ပြပါမယ်ဟဲ့ကျုံခွဲပါဖြစ်ပါရှင်ဟဲ့ကျုံဆိုင်ယူလေဘလူးရဲ့လေးဆိုကြည့်တကယ်ဆိုရတဲ့တော့ the information to ကြားဟုတ်ကျုံတုံးလို့ကျွန်မခွဲရိုက်ပါမယ်ခွဲပြီးတော့မွေးလိုက်ပါမယ်ရှင်အဲ့ဒီစာဘလူးရိုက်လေးသိရင်တော့ကျူတီပါပေါ့အဲ့တော့ကျွန်မထည့်တယ်ပေါ့နော်တော့ထည့်ပါတယ်ဟိုပေါ့နော်လို့တာစီဆိုလေးဖြစ်မှာဖြစ်စလို့တော့လိုက်ပါရှင်တတာကပေါ့မရှိရဲ့ခုဗီဒီယိုရိုက်ထားတယ်ဒါပေမဲ့လည်းဒီမှာ editing လုပ်ခါဒီပါဘူးပြီးတော့ကိုကအုပ်ကိုစီးနေနေပဲမချီကလာဖြစ်အောင်လုပ်ပါမယ်ရှင်မချီကလာလုပ်ပါမယ်ရှင်လိုက်ပါလေမြောင်းမှုရောတော့ပြောကြတော့တစ်ခုဘုံရောထည့်ပြီးတော့ထပ်ပြီးမချီကလာလုပ်ပါမယ်အဲ့ဒါနဲ့ပြောလို့စီဘူးနဲ့ဘူးစားထည့်မယ်မပြလောက်တော့ဒီဖြစ်ဆိုရင်တော့အဲ့ဒါလေးကို15မိနစ်လောက်ပေါင်းပါမယ်အဲ့လိုခင်းနဲ့ထိုးကြည့်လို့အရင်မထတော့အရေးထွက်တယ်ဆိုရင်မရသေးဘူးအရင်မထတော့ဆိုရင်ရပါပြီအဲ့ဒါကတော့ကျမကသူလှုပ်ရှားဖြစ်တဲ့အကြောင်းပြပါတာရဲ့ဒီနေ့ evening vlog လေးကိုကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ရှင်ဗီဒီယိုရဲ့နောက်ဗီဒီယိုမှာလည်းပြန်တွေ့ပါမယ်